ဝိတ်ကသူများမကောင်းကြောင်မပြောဘူးသူ့ပေါ်မှာမကောင်းတဲ့ရှောလူကြောင်လည်းသူမပြောဘူးငါတော့ကွာသူတော်မတိုက်ရတဲ့ဂေါလျက်ကိုတိုက်ပေးခဲ့ရတာကျေးဇူးမတိတတ်တဲ့ရှောလူမပြောဘူးကျက်သူဂတိပေးခဲ့တယ်ငါ့ကိုဂေါလျက်ကိုတိုက်ရင်သူ့သမီးကိုပေးမယ်တကယ်တတ်တော့လည်းမပေးဘူးငါရှောသူရင်နာနာနဲ့ပြောလို့ရတယ်ငါရှောပါစေလို့ तू မပြောဘူး तू မပြောဘူးဒါဝိအမြဲတမ်းပြောတဲ့အရာပါလေထာဝရဘုရားဒီငါဤချောင်းငါဤမျိုးရိုး得啦ဒါတိုးလေးတွေတွေ့တော့လဲဘာပြောလဲဒီတိုးတွေအရှောက်တာပါတဲ့ဒီတိုးတွေနဲ့ပဲငါဘာရှောက်မပြောဘူးညစနာကြတိုးလေးတွေသူတိုင်းနေအိနေနဲ့ကီဆိုအတန်ကြားပြီးကြည့်လိုက်ချင်းသေးတကောင်ပဲကွာဆွဲတော့ပါစေငါတိုးလဲမငါအဖေတိုးကိစ္စမရှိနောက်ကနဲ့ပြန်မွေးတကောင်ထထွက်လာပါအေးစေးပဲတကောင်ကြိုက်စားသွားတိုးတကောင်နဲ့ငါ့အသက်နဲ့တော့မလဲနိုင်ပါဘူးပြောမပြောတိုးအဲ့ဒီချင်းသေးတို့ဝတ်ဝန်တို့လက်ထဲကနေပါဇက်ထဲကနေတိုးရအောင်ပြန်ဆွဲထုတ်တာတကောင်တော့မှဟေးတကောင်တော့မှအထိမခံတကောင်တော့မှအထိမခံရအောင်ဆွဲတာမစစ်စမ်းကြရအောင်ပြန်ဆွဲထုတ်တယ်ဒါပေမဲ့တလောက်ထိသူ့အဖေရဲ့စီးပွားရေးသူ့အကိုရဲ့တိုးတွေကိုတလောက်ကြည့်ပေးတဲ့သူဖြစ်လင်ကစားပွဲခေါ်တာသူ့မဖိတ်ဘူးရင်နာစရာခင်ဗျဒါဝိစာကျွန်တော်ရင်နာချင်းတယ်မစမ်းကြည့်အတက်နဲ့လဲပြီးကွဲကာခဲ့တယ်ညကွာတကယ်ဘိတ်သိပ်ပွဲကြီးအရေးကြီးတဲ့ပွဲကြီးကြတော့ကျွန်တော်စရင်ထဲမှာတော့မထည့်ဘူးဒါဝိအားရင်လာခဲ့ဘာညာတော့မပြောစဉ်းစားရမှာဖြစ်လေစိတ်ဆိုးတာပြဿနာမရှိဘူးနော်စိတ်နိုင်ဆိုတဲ့အကွက်တွေမရှိနိုင်ဘူးလားပြောရှိနိုင်တယ်ညာအဲ့ထဲမှာခင်ဗျာကိုဝင်ကြည့်လိုက်သူ့နေအောင်ညာမအိပ်ရအောင်နေလဲကောင်းအောင်အိပ်ရလားအဲ့ဒီမှာထိုင်တော့ဘူးပြီးတော့စိတ်တုန်နေအထင်းမှာဒါဝိမပါဘူးအားတဲ့ချိန်လေးမှာစောင်းလေးတီးတော့ငါတို့တေငါဖယားဘေစေလာဟေးခဏလေးရဲ့တင်မချင်နှက်ချက်တွေထိုင်ပြီးတော့မှဟိုပြောဒီပြောနေမယ်စားဘယ်သူမှငါ့ကိုနားမလည်နေပါစေငါ့ကိုနားလည်ပေးတယ်ဖေဟာဘယ်သူမှငါ့ကိုမချစ်နေပါစေငါ့ကိုသိချစ်တယ်ဖေဟာဘယ်သူမှငါ့ကိုလူရမသွင်းနေပါစေအချိန်တိုင်ငါ့ကိုထိတ်ဆုံးကိုချီးမြှောက်မယ်ဖေဟာရှိတယ်ဆိုတာငါသိပြီလားဒေမင်အိုင်လွမ်းမိုးတော်ကြရှောင်းရမညီးတွားပဲနဲ့ချီးမွမ်းနေတဲ့အတန်ကနန်းတော်ကိုရောက်တယ်